ဒီစားဖို့မူကြီးကဝတ်တကောင်လုံးကိုအယိုးနွေနေတာပါသူ့ရဲ့သားကဝတ်ကိုလုံးပေါ်မှာစီးကြကြဝိုက်သွားပြီးဘာဆက်ကနေအောက်ကိုချောခနဲ့ဆင်းသွားပါတယ်အန်သားဖို့ကောင်းတာဓာတ်သွားပေါ်မှာသွေးတစ်ဆက်တောင်မပေးကြံခဲ့တာပါပဲနောက်တော့ဝက်ချေထောက်ကိုကင်ပြီးမလိုက်တဲ့အခါမှာတော့အသားတွေကအယိုးကနေတီးတန့်စီကွာကြလာပါတယ်လူတိုင်းကသူ့ရဲ့လက်ရာကိုဝိုင်းပြီးလက်ခုပ်တီးချီကျူးကြတာပေါ့တိတ်မကြခင်မှာပဲဝတ်သားဆွပြုတ်ကိုစားပွဲတင်လိုက်ပါတယ်ဒါပေမဲ့စားပြီးတာနဲ့လူတိုင်းဘိုက်တွေအောင်လာကြပါတယ်စားဖို့မူကြီးလည်းတခုခုမားနေပြီဆိုတာတီးလိုက်ပေမဲ့ပါဝင်ပစ္စည်းအလုံးကိုသူကိုယ်တိုင်ပြင်ဆင်ထားတာပါနောက်ဆုံးထည့်လိုက်တဲ့စားတစုံကိုပဲသူ့ရဲ့ပီကလမ်းပေးခဲ့တာဖြစ်ပါတယ်စားဖို့မူကြီးလည်းအခြေအနေကိုထောပေါက်သွားပြီးသူ့ပီကိုဒေါသကြီးနဲ့မင်းမြန်းပါတော့တယ်ဒါပေမဲ့တပိဖြစ်သူကတော့ညင်းဆိုနေသေးပါရွာသားတွေကစားဖို့မူကြီးကိုမယုံကြည်တော့ပဲရွာလူကြီးကသူ့ကိုရွာကနေနှင်ထုတ်လိုက်ပါတော့တယ်စားဝတ်နေရဲ့အတွက်သူဟာစားတော့ဆိုင်တစ်ဆိုင်မှာအလုပ်ဝင်လျှောက်ပါတယ်သူ့ရဲ့ပြိုင်ဘက်ကတော့နောက်ထပ်စားဖို့မူတစ်ယောက်ပါအဲ့ဒီလူကငါးဖောင်းသားကိုကျွမ်းကျင်တဲ့ဓာတ်လှုပ်ရှားတွေနဲ့စာရှိမိလုပ်ပြပါတယ်စားဖို့မူကြီးညီးကြည့်ပြီးတဲ့နောက်သူ့ပြန်ဘက်ရဲ့ဓာတ်ဆွမ်းကတကယ်ကိုထူးခြားတယ်ဆိုတာဝန်ခံလိုက်ရပါတယ်သူကတော့ငါးမြင့်တကောင်ကိုရွေးချယ်လိုက်ပါတယ်ငါးရဲ့ကြောတစ်လျှောက်အသားလွှတ်လေးတွေကိုဘားဘားလေးတွေလိဖြတ်လိုက်ပါတယ်ပို့ပြီးအန်သားဖို့ကောင်းတာငါးကအယိုးပဲကျွန်တော်တာတောင်ရေထဲမှာလှုပ်ရှားနေတော့ပါပဲဘာနာကျင်မှုကိုမှုမခံစားရလို့ပါပဲဆိုင်ရှင်ကစားဖို့မူကြီးရဲ့ဟင်းလျာကိုပို့ပေါ်ကျသွားပါတယ်နောက်ထပ်စားဖို့မူကလည်းအန်သားသွားရတာပေါ့အမှန်တော့ဒူးပရေခဲသားကိုတုံးထားတာပါတာကိုမြင်ပြီးပြန်ဘက်စားဖို့မူကတော့သူ့စီမှာတပိခံကျင်သွားပါတယ်ဒီတရင်ကိုဆိုင်ရဲ့ခေါင်းဆောင်စားဖို့မူကြီးကြားတဲ့အခါမှာတော့စိုးရင်စိတ်ဝင်ပြီးစားဖို့မူကြီးကိုစိန်ခေါ်ပါတော့တယ်ရှုံးတဲ့သူဆိုင်ကနေထွက်သွားရမှာပါဒီတခါဟင်းလျာကတော့ဘဲကင်ပါစားဖို့မူကြီးအဲ့ဒီလူကိုသူ့ရဲ့လက်ထောက်ချစ်ခေါ်လိုက်ပါတယ်တိတ်မကြခင်မှာပဲဘဲကင်နဲ့ပွဲလုံးအစင်တင်ဖြစ်သွားပါပြီမင်းကလေးတယောက်ခေါင်းဆောင်စားဖို့မူရဲ့ဘဲကင်ကိုအရင်မြည်ကြည့်ပြီးအရသာရှိတယ်လို့ပြောပါတယ်နောက်တော့စားဖို့မူကြီးရဲ့အလစ်ပါမင်းကလေးကဘဲကင်ကအေးနေရလို့ထင်ခဲ့ပေမဲ့ကန်လိုက်တဲ့အခါမှာတော့လက်ကိုအပူလောင်သွားပါတယ်အဲ့ဒီအချိန်မှာပဲဘဲကင်ကနေအငွေ့တွေထောင်းထောင်းထွက်လာပြီးမွေးကြိုင်တဲ့ရန်နံတွေပြက်နေလာပါတယ်သူကအပူဓာတ်ကိုထိန်းထားဖို့အတွက်ဘဲကိုမူယော့စပါးရီနဲ့တုတ်ထားခဲ့တာပါမင်းကလေးတလုံးစားကြည့်ုံနဲ့အမခန့်ရတာကိုခံစားလိုက်ရပါတယ်ဒါကိုမြင်တော့ခေါင်းဆောင်စားဖို့မူလဲမြင်ကြည့်ပြီးရှုံးနေကြောင်းဝန်ခံလိုက်ရပါတယ်အမှန်တော့စားဖို့မူကြီးဒီဘဲကင်အတွက်သားကိုလုံးဝမတုံးခဲ့တာပါဘာလို့လဲဆိုတော့ဘဲသားကသားနဲ့ထိတွေ့လိုက်တာနဲ့အသားမြင့်တွေပြတ်တောက်ပြီးအရသာပျက်စီးသွားနိုင်လို့ပါဒါကြောင့်သူ့ရဲ့လက်ထောက်ကိုလက်ပလာနဲ့ပဲအယိုးတွေကိုကြေအောင်လုပ်ခိုင်းခဲ့တာဖြစ်ပါတယ်ဒီစကားကိုကြက်အားပြီးနောက်မှာတော့ခေါင်းဆောင်စားဖို့မူလဲဆိုင်ကနေထွက်သွားပြီးစားဖို့မူကြီးကတော့ဆိုင်ရဲ့အမတ်တန်စိတ်ကိုရရှိသွားပါတော့တယ်